ငါကောင်းကနှစ်ပေါင်းများစွာငါ့သဘောပေါက်တဲ့လူငါသဘောပေါက်တဲ့လူငါပေါင်းပြီးတော့လှုပ်တယ်လှုပ်တာငါလူကြီးအများကြီးမပေါင်းဘူးငါလူမျိုးနောက်ထပ်2ယောက်3ယောက်ဒါပဲအဲ့ဒါနဲ့ပေါင်းကြိုက်လှုပ်လို့ရတယ်ငါအလုံးလုံးနေတာငါဘဝရက်တည်ရေးအတွက်ငါအလုံးလုံးနေတာမဟုတ်ဘူးငါအလုံးလုံးတာဝါသနာပါလို့ငါလုပ်တာငါတတ်ထားတဲ့ပညာလေးငါအတွေ့အကြုံဒီတိုင်းဘာမှမလုပ်ဖဲနဲ့တိမ့်ထားတာငါနှမျောလို့အလုံးလုံးတာတိတပင်ကောင်းရင်ည1000နားနိုင်ပြီဆိုတဲ့သကပုံကိုငါကြိုက်လို့အလုံးလုံးတာငါတိပင်တပင်ဖြစ်ချင်တယ်တိပင်တပင်ကြီးလာရင်ဟဲ့ဒီကြိုက်တော့လာနာတိပင်ကြီးကကျိုးစိုးတယ်အဲ့မှာမင်းအသီးတွေစအရွက်တွေစကြိုက်တယ်လို့လုံးအတိုက်ကလေးတွေလှုပ်လိုက်အောင်ကလေးတွေထပ်မှုလိုက်အောင်တိပင်ကြီးကဘာမှမပြောကျင်းတတ်တယ်ဒါနဲ့အကိုင်းတော်ချိုးရတယ်ငါမရှိရင်မဖြစ်ဘူးဆိုတဲ့စကားကိုငါလိုလူမျိုးတွေရဲ့ရှေ့မှာမင်းဘတော်မှမပြောနဲ့ဘတော်မှအဲ့ဒီပုံစံမဖမ်းနဲ့ကျော်တော့မင်းသူ့ကိုပေးခြင်းတလောက်ပေးလိုက်မင်းငါကြီးထားတဲ့ပတ်စံ1000မပေးနဲ့ဒါပေမဲ့ငါစီသူဇော်ဆိုတဲ့လူဟာဘယ်နှမ်းမှရှိနေတယ်ဘယ်နှမ်းမှရောက်နေတယ်ငါရောက်နေတယ်2မိုင်ပတ်ဝန်းကျင်မှာတော့ဒီလူငါမမြင်ကြဘူးမင်းမောင်းထုတ်လိုက်